Assalamu alaikum မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ရိုဟန်ပါဒီနေ့နောက်ဆုံးရနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားစရာသတင်းကောင်းတွေပါမှာဖြစ်တဲ့အတွက်ဆုံးအောင်ကြည့်ပေးကြပါရန်တိုက်တွန်းပါရစေအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဒီလက်ဘနွန်သမ္မတဂျိုဆက်အောင်နဲ့တွေ့ဆုံဆွေးနွေးစဉ်လက်ဘနွန်နိုင်ငံအားအမေရိကန်ကအားကောင်းသောအကူအညီများပေးမည်ဟုကတိပြုခဲ့သည်သမ္မတထရမ့်ကလက်ဘနွန်သည်နှစ်ပေါင်းများစွာမတည်ငြိမ်မှုများစစ်ပွဲများနှင့်ပြည်ပခများကြောင့်ထိခိုက်နစ်နာခဲ့ရပြီးလေးစားမှုဖြင့်ဆက်ဆံခံထိုက်သည့်နိုင်ငံဖြစ်ကြောင်းပြောကြားခဲ့သည်ခေါင်းဆောင်နှစ်ဦးသည်ညနေလက်တလောလက်ဘနွန်နိုင်ငံရေးဆိုင်ရာလက်ဘနွန်နိုင်ငံရင်ဆိုင်နေရသောအရေးကြီးစိန်ခေါ်မှုများဖြစ်သည့်ဟစ်ဇ်ဘိုလာ၏အခမ်းကဏ္ဍနှင့်လုံခြုံရေးအခြေအနေအစ္စရေးနှင့်မကြာသေးမီကချုပ်ဆိုခဲ့သောသဘောတူညီချက်များကိုအကောင့်အထည်ဖော်ရန်တို့ကိုဆွေးနွေးခဲ့ကြသည်ဟစ်ဇ်ဘိုလာသည်လက်ဘနွန်နိုင်ငံအခြေစိုက်နိုင်ငံရေးနှင့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်1989တွင်အစ္စရေး၏လက်ဘနွန်ကျူးကျော်မှုနောက်ပိုင်းတည်ထောင်ခဲ့ပြီးအဓိကရည်ရွယ်ချက်မှာလက်ဘနွန်တောင်ပိုင်းမှအစ္စရေးတပ်များကိုတိုက်ထုတ်ရန်ဖြစ်သည်အစ္စရေးတပ်ဖွဲ့ရဲ့ကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရသောလက်ဘနွန်တောင်ပိုင်းကိုဟစ်ဇ်ဘိုလာတပ်ဖွဲ့ရဲ့အပြင်းထန်တိုက်ခိုက်မှုကြောင့်အစ္စရေးတပ်များပြန်လည်ဆုတ်ခွာရပြီးသိမ်းပိုက်နေမြေများကိုလည်းပြန်လည်ရယူနိုင်ခဲ့တယ်ထိုအချိန်မှစ၍ဟစ်ဇ်ဘိုလာသည်လက်ဘနွန်၏နိုင်ငံရေးနှင့်အရေးပါခဲ့သောအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်အီရန်၏ထောက်ပံ့မှုနှင့်လေ့ကျင့်မှုများကိုရရှိခဲ့ပြီးနောက်ပိုင်းတွင်နိုင်ငံရေးပါတီလူမှုဝန်ဆောင်မှုကွန်ရက်နှင့်အင်အားကြီးလက်နက်ကိုင်အဖွဲ့အဖြစ်ကြီးထွားလာခဲ့သည်အဖွဲ့ဝင်အရေးအတွက်မှာအမြဲမဖော်ပြတော့လဲလက်ရှိခံမှန်းချက်များအရတက်ကြွတိုက်ခိုက်ရေးသမားနှင့်အရန်တပ်ဖွဲ့ဝင်များပေါင်း4000မှ5000ဝန်းကျင်ရှိနိုင်သည်ဟုခန့်မှန်းကြသည်နိုင်ငံအချို့ကဟစ်ဇ်ဘိုလာကိုအကြမ်းဖက်အဖွဲ့အစည်းဟုသတ်မှတ်ထားတော့လဲတကယ်တမ်းတွင်ဟစ်ဇ်ဘိုလာသည်လက်ဘနွန်နိုင်ငံတွင်ပြည်သူအများကြိုက်နှစ်တတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်နေတာကိုကျွန်တော်တို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်ပြင်သစ်နိုင်ငံပါလီမန်သည်အသက်15နှစ်အောက်ကလေးများအားလူမှုကွန်ရက်ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်မိဥပဒေတရပ်ကိုအတည်ပြုလိုက်ပြီးဖြစ်သည်ထို့သို့ပြုလုပ်ခြင်းဖြင့်ပြင်သစ်သည် TikTok နဲ့ Instagram ကဲ့သို့သော app များကိုအသက်15နှစ်အောက်ကလေးများအသုံးမပြုနိုင်အောင်တားမြစ်သည့်ပထမဆုံးဥရောပနိုင်ငံဖြစ်လာမည်ဖြစ်သည်သမ္မတအီမာနူယ်မာခရွန်သည်ဤတားမြစ်မှုကိုသူ၏နောက်ဆုံးသက်တမ်းအစိုးရကာလအတွင်းအရေးကြီးသောပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ်အားပေးထောက်ခံခဲ့ပြီးစက်တင်ဘာလမှစတင်၍ယင်းဥပဒေပြဋ္ဌာန်းချက်များအားအကောင့်အထည်ဖော်မည်ဟုကတိပြုပြောကြားသွားသည်ကမ္ဘာအကြီးဆုံးခရီးသည်တင်လေယာဉ်ထုတ်လုပ်သည့် Airbus က၎င်း၏အယောင်ရဆုံးခရီးသည်တင်လေယာဉ်များ၏နောက်မျိုးဆက်မော်ဒယ်များအတွက်ခောက်သိမ်းနိုင်သောတောင်ပန်နည်းပညာကိုစမ်းသပ်သွားမည်ဖြစ်ကြောင်းကြေညာလိုက်သည်ကမ္ဘာအကြီးဆုံးလေယာဉ်ထုတ်လုပ်သူ Airbus သည်2030ပြည့်နှစ်မတိုင်မီအနာဂတ်စီးပွားရေးသုံးခရီးသည်တင်လေယာဉ်များ၏ဒီဇိုင်းပုံစံများကိုအပိသတ်ဆုံးဖြတ်နိုင်ရန်အပြိုင်အလွန်ခိုင်မာသည့်ကွန်ပိုဆိုက်ပစ္စည်းများဖြင့်တိဆောက်ထားသောပိုရှည်ပြီးပိုပါလွှားသည့်တောင်ပန်များဒီလောင်စာစီသုံးဆွဲမှုကိုရှော့ချကာစွမ်းအင်ချွေတာနိုင်ပြီးအလားအလာရှိသည်သို့သောထို့သောတောင်ပန်များမှာအလွန်ရှည်လျားသဖြင့်ကမ္ဘာတဝန်းရှိလေဆိပ်အများစုတွင်နေရာအပြည့်နီးပါးသို့မဟုတ်အပြည့်အသုံးပြုနေပြီးဖြစ်သောကြောင့်လက်ရှိလေဆိပ်အဆောက်အအုံများနှင့်အာမဝင်နိုင်သည့်ပြဿနာကိုထုတ်လုပ်သူများရင်ဆိုင်နေရသည်ထို့ကြောင့် Airbus သည်လေယာဉ်ပြန်သားနေစဉ်တွင်တောင်ပန်ကိုဖြန့်ထားပြီးလေဆိပ်တွင်ရပ်နားချိန်၌တောင်ပန်ထိပ်ပိုင်းကိုခောက်သိမ်းနိုင်သည့်နည်းပညာကိုစမ်းသပ်ရန်စီစဉ်နေခြင်းဖြစ်သည်
Pakistan ထိန်းချုပ်မှုအောက်ရှိ Azad Kashmir ကက်ရှမီးယားတရားရုံးချုပ်ကဒုက္ခသည်များအတွက်လွတ်တော်အရာနေရာ12နေရာကိုဆက်လက်ထိန်းသိမ်းပေးရန်ဇွန်လ9ရက်နေ့ကဆုံးဖြတ်ခဲ့ပြီးနောက်အကြီးစားဆန္ဒပြမှုများစတင်ခဲ့သည်ဇွန်လ9ရက်နေ့တွင်ဂျမူကက်ရှမီး Joint Awami Action Committee JKJAAC က Azad Kashmir တဝမ်းအထွေထွေတပိတ် General Strike ကိုစတင်ခေါ်ဆိုခဲ့သည်ဈေးဆိုင်များစီးပွားရေးလုပ်ငန်းများတည်ယူပို့ဆောင်ရေးလုပ်ငန်းများအများအပြားရပ်နားခဲ့သည်ဇွန်လ14ရက်ညီနိုင်မှုများမအောင်မြင်သဖြင့်ဒုတိယအဆင့်တပိတ်နှင့်ဆန္ဒပြလှုပ်ရှားမှုများ Long March များကိုထပ်မံစတင်ခဲ့သည်မြို့ကြီးတွေဖြစ်တဲ့ Muzaffarabad, Rawalakot, Mirpur နဲ့အခြားနေရာအချို့မှာဆိုင်ပိတ်တပိတ်လမ်းပိတ်ဆန္ဒပြမှုတွေနဲ့လူထုစုဝေးမှုတွေဆက်လက်ရှိနေပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေကိုလည်းနေရာအများအပြားမှာထပ်မံချထားပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အတွင်းဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့ပြိပခါတွေကြောင့်လူသေဆုံးမှုတွေလည်းရှိခဲ့ပြီးအဲ့ဒီနောက်ပိုင်းဒေသအတွင်းတင်းမာမှုကဆက်လက်မြင့်တက်နေသေးဖြစ်ပါတယ်။ဖမ်မာတော့ Azad Kashmir ရွေးကောက်ပွဲကော်မရှင်ကဒေသအတွင်းရွေးကောက်ပွဲကိုမူလအစီအစဉ်အတိုင်းမကျင်းပတော့ဘဲဇွန်လ28ရက်နေ့မှဩဂုတ်လ10ရက်နေ့အထိဆင်လိုက်ကျင်းပမယ်လို့ကြေညာထားပါတယ်။အာဏာပိုင်တွေကရွေးကောက်ပွဲကိုလုံခြုံစွာကျင်းပသွားမယ်လို့ပြောထားပေမဲ့ဆန္ဒပြမှုတွေကတော့မပြီးဆုံးသေးပါဘူး။တောက်ကြနေ့တွင်ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးဗိုလ်ကာသတ်ကပါကစ္စတန်အစိုးရအားအယက်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များသေဆုံးမှုအားလုံးအတွက်လင်းမြန်စွာပြည့်စုံပြီးဗတ်မလိုက်သောစုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ရန်တိုက်တွန်းခဲ့သည်။အိန္ဒိယနိုင်ငံနယူးဒေလီမြို့တွင်လည်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများဆက်လက်ဖြစ်ပွားနေပြီးလူထောင်ပေါင်းများစွာပါဝင်ခဲ့သည်။လူငယ်ဦးဆောင်သော Cockroach Janta Party CJP လှုပ်ရှားမှုကပညာရေးဝန်ကြီးနှုတ်ထွက်ပေးရန်နှင့်ပျက်စီးနေသောပညာရေးစနစ်ပြုပြင်ရန်တောင်းဆိုနေကြသည်။တနေ့လာနေ့တွင်လူ9000ကျော်ဆန္ဒပြခဲ့ပြီးနောက်ပိုင်းရဲတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည်။ရဲတပ်ဖွဲ့များကမျက်ရည်ယိုဗုံးနှင့်ဒုတ်များအသုံးပြုခဲ့သည့်အတွက်လူ60ခန့်ဒဏ်ရာရကာတဦးမှာအရေးပေါ်ကုသမှုခံယူနေရကြောင်းသတင်းများကဖော်ပြပေးပါတယ်။သတင်းများအရသိရပါတယ်။ Cockroach Janta Party CJP သည်အိန္ဒိယတွင်2026ခုနှစ်မေလ16ရက်နေ့ကAbhijit Deepak ဦးဆောင်၍စတင်ပေါ်ပေါက်လာသောလူငယ်ဦးဆောင်ဆန္ဒပြလှုပ်ရှားမှုတစ်ခုဖြစ်သည်။အိန္ဒိယတရားလူတော်ချုပ်တရားသူကြီးကအလုတ်လက်မဲလူငယ်များကိုပိုးဟCockroachခေါ်ဆိုခဲ့သည်ဟုဆွဆွဲမှုများထွက်ပေါ်လာပြီးနောက်လူငယ်များကထိုစကားလုံးကိုမိမိတို့၏တင်ငေရအဖြစ်ပြန်လည်အသုံးပြုခဲ့ကြတာလည်းဖြစ်ပါတယ်။ပိုးဟပြည်သူ့ပါတီဟုအဓိပ္ပာယ်ရသော CJP သည်ပညာရေးစနစ်ပြုပြင်ရေးစာမွေးပွဲမေခွန်းပေါက်ကြားမှုများကိုအရေးယူပေးရေးအလောက်အကင်အခွင့်အလမ်းများတိုးမြင့်ရေးနှင့်အစိုးရ၏တာဝန်ခံမှုပွင့်လင်းမြင်သာမှုတိုးတက်စေရေးတို့ကိုတောင်းဆိုရန်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CJP သည်လက်ရှိအချိန်တွင်တရားဝင်နိုင်ငံရေးပါတီမဟုတ်ဘဲလူငယ်များဥဆောင်သည့်တယော်သည့်ပုံစံဆန္ဒပြလှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်။အီရန်လွတ်တော်အမတ်များကအမေရိကန်စစ်သားများကိုဖမ်းဆီးရန်နှင့်ကူဝိတ်ဘာရိတ်နိုင်ငံများသို့မြေပြင်တိုက်ခိုက်မှုများပြုလုပ်ရန်တောင်းဆိုခဲ့ကြသည်။တစ်ဖက်တွင်လည်းနှစ်ဖက်စလုံးမှမြေပြင်စစ်စင်ရေးပြုလုပ်နိုင်ခြေများအကြောင်းဆွေးနွေးမှုများပိုမိုများပြားလာပြီးအမေရိကန်၏တိုက်ခိုက်မှုများသည်10ရက်မြောက်အဖြစ်ဆက်လက်ဖြစ်ပွားနေသည်။အီရန်တပ်မတော်ပြောရေးဆိုခွင့်ရှိသူတဦးကအင်္ဂါနေ့တွင်အမေရိကန်တပ်ဖွဲ့များအီရန်ပိုင်နက်ကိုသိမ်းပိုက်ခွင့်မပြုနိုင်ကြောင်းထို့သို့ဖြစ်လာပါကအီရန်သည်မိမိပိုင်နက်အတွင်းရှိနေရာများကိုပင်ဘုံကျဲဖျက်ဆီးမည်ဟုတတိပေးပြောကြားခဲ့သည်။နှစ်ဖက်စလုံးမှမြေပြင်စစ်စင်ရေးဖြစ်လာနိုင်သည့်ချိန်ချောက်မှုများကြောင့်ပါရှန်ပင်လယ်ကွေ့ဒေသတဝန်းပိုမိုကျက်ပြန့်သောစစ်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်မှုများမြင့်တက်နေပါတယ်။အခုလိုကျွန်တော်တို့ရဲ့ channel ကိုလာရောက်အားပေးကြည့်ရှုတဲ့အတွက်မင်္ဂလာပါ YouTube channel မှာ
ကျေးဇူးအများကြီးတင်ရှိကြောင်းပြောလို့ရင်ဒီအစီအစဉ်ကိုဒီနေရာမှာတင်အဆုံးသတ်ပါရစေ